နောက်တစ်ခုကကျွန်တော်တို့ဒီနောက်တစ်ခုကစိတ်မကောင်းစရာသတင်းလေးတစ်ခုပါစိတ်မကောင်းစရာဆိုတာကတစ်ဖက်ကလည်းမားတယ်မှန်တယ်လည်းမပြောချင်ဘူးဘယ်သူပဲမားတယ်မှန်တယ်လို့မပြောချင်ဘူးဒါပေမဲ့စိတ်မကောင်းစရာဆိုတာကျွန်တော်ကဒီအပိုင်းမှာ Facebook မှာတော်တော်လေး TikTok မှာတအားနာမည်ကြီးတယ် Facebook မှာလည်းနာမည်ကြီးတယ်ဖတီမာမန္တလေးကဖတီမာအချင်းပေါင်းတော်တော်နာမည်ကြီးပါတယ်လူတွေကြားမှာပေါ်လို့ရိုက်နေတယ်ဖတီမာအချင်းပေါင်းဆိုတော့ပေါ်လို့ရိုက်နေတာလူတွေကြားမှာနာမည်ကြီးတယ်ဖတီမာအချင်းပေါင်းနာမည်ကြီးတော့သူ့လိုပဲအချင်းပေါင်းဆိုလိုက်ရောင်းစားတယ် TikTok မှာရောင်းစားတဲ့လူတွေအများကြီးပေါ်လာတယ်ဒါပေမဲ့ဖတီမာအချင်းပေါင်းကလူတွေကြားမှာတော်တော်လေးနာမည်ကြီးတယ်မန္တလေးကကျွန်တော်တစ်ခါမှမစားဘူးသေးဘူးမတရဟိုတံပရာသီးကိုနော်တံပရာသီးကိုစားတံပရာသီးကိုဟောပြီးတော့ဗျာမခါဘူးလို့ကြားတယ်သူသွားပြီကောင်းတယ်လို့တော်တော်များပြောကြတယ်မင်းသားမင်းသမီးတချို့တော့သူ့ဆောင်ချို့တော့သူ့ဟာဝယ်စားတယ်လို့ကြားတယ်ဝယ်စားတယ်ဘာလို့ဆိုတော့နာမည်ကြီးတယ်အဲ့ဒါမဲ့ဖတီမာဆိုတဲ့အဲ့မျိုးသမီးကဘိုက်ကြီးနဲ့ကလေးနဲ့တော်တော်များတော့ပြောတယ်ကလေးကအကျိုးပေးတယ်လို့ပြောကြတယ်ဆိုတော့ तू ကလည်း तू ဝမ်းထဲမှာဘိုက်စားခြင်းလို့ तू ကချင်းတက်လာလို့အဲ့တံပရာသီးကိုအဲ့လိုလှုပ်စားရင် तू က तू နယ်ဖတ်လှုပ်စားရင်ねစားလို့ကောင်းလို့အများလည်းစားခြင်းမှာ तू ထုတ်ရောင်းကြည့်တာအချင်းမောင်းကအခြားတွေ तू ရောင်းတယ်ဒါပေမဲ့အဲ့ဒါကိုစရောင်းကြည့်ချင်မှာတံပရာသီးချင်းမောင်းကတံပရာသီးချင်းမောင်းတော်တော်နာမည်ကြီးသွားတယ်နာမည်ကြီးတော့အိုးထားပြီးတော့မှခင်ဗျလူကြိတ်တိုးတာမန္တလေးနာမှာနော်ကြိတ်တိုးနေတာဥပိန်ဒရာနာမှာဘာနာညာနာမှာဖျားနာမှာအဲ့စဖြစ်နေရာပေါင်းတော့ तू ကလုံရင်းလုံရင်းနဲ့အခုဒီနေ့နောက်ဆုံးသတင်းကပတိမအချင်းပေါင်းဆိုင်ကို FDA နဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကပိတ်ခိုင်းလိုက်တယ်လို့ကြားပါတယ်ဆိုတော့တနည်းအားဖြင့်တစ်ဖက်မှာပြောရင်တော့စိတ်မကောင်းပါဘူးဒါကသူလဲကိုဝင်ဆောင်ကြီးနဲ့ဗိုက်ကြီးနဲ့သူခင်ဗျာတော်တော်လေးလုံနိုင်ကိုင်းနေရှာပါတယ်တော်တော်စူးစမ်းပန်းလှုပ်ရှာပါတယ်ဒီအတွက်တော်တော်စိတ်မကောင်းပါဘူးသူတော်တော်လေးခက်ခက်စူးစမ်းရုံးကန်ပြီးဝင်ငွေလေးရလို့အဆင်ပြေလာမဲ့အချိန်ကြမှာဘက်ကနေဒီလိုဖြစ်သွားတော့သူ့တို့လည်းသူရင်ထဲမှာလည်းကောင်းမှာပေါ့မပေါ်ပါဘူးအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်သူလည်းဒီလိုဖြစ်သွားတဲ့အတွက်သူလည်း shock တော့ဖြစ်သွားမှာပေါ့သို့တော့စိတ်မကောင်းတဲ့တကယ်ဖြစ်ရပါတယ်တကယ်လည်းတနည်းနည်းနဲ့အဆင်ပြေလမ်းကြောင်းတစ်ခုကိုရှာဖွေပြီးတော့အစိုးရနဲ့သက်ဆိုင်ရာဝါရီနဲ့ဒေတာအုပ်ချုပ်ရေးအဖွဲ့တွေ FDA ရဲ့တာဝန်ရှိသူတွေရှားလူတွေညှိနှိုင်းပြီးတော့ဒီပတိမမှန်မှန်ကန်သေးသေးချာလေးရောင်းလို့ရအောင်ဝိုင်းဝန်းပြီးတော့တစ်ဖက်တစ်လက်ကနေကူညီပေးတာမျိုးလုပ်တင်တယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်။ဘာကြောင့်ဒီလိုပြောလဲလို့မေးရင် FDA တို့ဘာလို့တားမြစ်ရခြင်းအကြောင်းရင်းရလဲမမှားပါဘူးမှန်ပါတယ်။ဘာလို့လဲဆိုတော့ तू ကကျွန်တော်မြင်တယ် तू အချင်းမောင်းလုံနေတဲ့ဟာကြီးက तू ကဒီကျမ်းမာရေးစီမင်းစည်းကမ်းနဲ့ညီမသိဘူး तू ကခုနကဘာလဲဆိုတော့ငပိတွေလည်းထည့်တယ်ငရုတ်သီးတွေလည်းထည့်တယ်ပစုံချောက်တွေလည်းထည့်တယ်နောက်ဘာမှမသိတဲ့အနှစ်တွေလည်းထည့်တယ်အကုန်ရောပြီးနေတယ်နေပြီးတော့မှအဲ့ဒါဘူးတယ်လို့ထည့်တယ်လက်အိတ်တော့ဆွတ်ထားပါတယ်လက်အိတ်ဆွတ်ထားပါတယ်ဒါပေမဲ့အဲ့လိုထည့်တော့ကျွန်တော်တို့ရှိမှာကFDA ရဲ့စီမင်းစည်းကမ်းတွေရှိပါတယ်နာမည်တားကြည့်လိုက်တဲ့အခါလူပြောသူပြောများလာတဲ့အခါ FDA ကသွားပြီးတော့စားတော့ကြည့်ရမယ်စစ်ကြည့်ရမယ်ပေါ့စစ်ကြည့်တဲ့အခါမှာသူ FDA နဲ့မညီဘူးစံချိန်စံညွှန်းနဲ့မညီဘူးပေါ့နော်လူအများစားတော့ရန်စံချိန်စံညွှန်းနဲ့မညီဘူးညီတယ်ဆိုတာကို FDA ကလည်းသူ့လိုကိုသူလိုရတယ်အဲ့တော့တချို့ကပြောမယ်ဒီဖတိမချင်းမောင်းရောင်းတော့မကျေနပ်လို့တိုင်တဲ့ကောင်တိုင်လို့ဆိုတော့တိုင်တာမတိုင်တာနောက်တစ်လိုက်တိုင်တဲ့ကောင်ကသူ့ရဲ့စိတ်စိတ်နေတာပဲတိုင်တယ်လို့ဘာလို့ညာဆိုတော့သူစိတ်စိတ်နေတာပဲသို့တော့တကယ်လို့အမှာကလည်းအမှန်တရားကနီးလက်မှန်က FDA အနေနဲ့ဒါကိုသွားဖို့ဆင်ရမယ်အဲ့တော့လူပေါင်းများစွာစားနေပြီလူပေါင်းများစွာစားနေတဲ့စားသုံးခုတစ်ခုဟာ FDA မှာ license ရှိမထားဘူး FDA ရဲ့စစ်ဆေးမှုမခံထားဘဲနဲ့ရောင်းကျင်တိုင်းရောင်းနေဆိုရင်အကယ်၍ပြဿနာတစ်ခုဖြစ်လာရင်ဆဲမှာ FDA ကိုဆဲမယ်တခုဖြစ်လာခဲ့မှာနော်ဆိုတော့ဒီချိန်ဒီခါမျိုးမှာ FDA ကသွားပြီးကြိုတင်ပြီးတော့တားမြစ်ပြီးတော့သူ့ကိုစီမင်းစည်းကမ်းနဲ့ညီအောင်ရောင်းဖို့ညှိနှိုင်းနေဆိုရင်တော့ FDA ရဲ့ဟာလည်းမလွန်ပါဘူး FDA လည်းမမှားပါဘူးသို့တော့ဖြစ်နိုင်ရင်တော့လူတွေကလည်းပြောနေတဲ့အချိန်ဒီမျိုးသမီးလည်းဗိုက်ကြီးနဲ့သူ့ခင်ဗျာကြိုးစားပန်းစားလုပ်နေတဲ့အချိန်လူပေါင်းများစွာလည်းအဲ့ဒီမှာအလုပ်တွေရတဲ့အချိန်လူပေါင်းများစွာလည်းဝိုင်းစားနေတဲ့အချိန်လူပေါင်းများစွာတနိုင်ငံလုံးမှာရှိတဲ့လူပေါင်းနဲ့ချီတော့သိန်းနဲ့ချီတော့ပြည်သူတွေဝိုင်းကြည့်နေတဲ့အချိန်မှာ FDA နဲ့သက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းအနေနဲ့လည်းမလုပ်တင်လဲလို့မေးဒီဖတိမာကိုဒီချာလေးစကားပြောပြီးတော့ညီမကြီးသမီးကြီးပေါ့ဒါကတော့တောင်းရှိသူတွေကသမီးကြီးညီမကြီးဒီအချင်းပေါင်းကိုဒီ FDA နဲ့စံလေးနဲ့ညီအောင်လုပ်ပါစားသုံးရန်တင့်တော်တဲ့အနေအထားမျိုးဖြစ်အောင်လုပ်ပါသမီးကြီးဘာလို့ဆိုတော့အများပြည်သူစားတယ်တခုထိခိုက်လိုက်သမီးကိုထိခိုက်မယ်တို့ FDA လည်းထိခိုက်မယ်အားလုံးထိခိုက်မယ်လူတွေလည်းထိခိုက်မယ်အဲ့တော့တို့အားလုံးဘက်ပေါင်းစုံကောင်းအောင်လုပ်ကြရအောင်ဆိုတော့မျိုးညီတိုင်းပြီးတော့တတိချာလေးကြာကြာနာလုပ်လိုက်လို့ရှိရင်တော့ဒါနှစ်ဖက် win-win situation ပြန်ဖြစ်မယ်ဒါလေးကိုကျွန်တော်တိုက်တွန်းချင်ပါတယ်ဘာလို့ဆိုတော့တစ်ဖက်ကဒီမျိုးသမီးနဲ့သူ့ရဲ့မိသားစုသူ့ဗိုက်ထဲကကလေးလေးအစားကျွန်တော်ဒါကိုလည်းမြင်ရကြည့်ရသေးတယ်သူ့ခင်ဗျာဒါလေးနဲ့စင်စင်ရတော့ပါစုစုပြကလေးနဲ့ဒါလေးနဲ့ရောင်းရင်းနဲ့နေချင်းညာချင်းအဆင်ပြေလာမတော့မလားလို့ပြောရင်းနဲ့ဖြစ်တဲ့ကိစ္စခင်ဗျာအဲ့လိုပြောချင်းဆိုရင်ခင်ဗျားတို့ရိုးရိုးလေးပဲပြောမယ်ဗျာဘာလဲဗျာဝိုင်းချုံမလားဝိုင်းချုံမအကျော်တိုင်းသွားစစ်လေ FDA နောက်ရန်ကုန်မြို့ထဲမှာပွက်လောရိုက်နေအောင်ရောင်းနေတဲ့လမ်းဘေးမှာကျုံစလိုရောင်းနေရတယ်လေခင်ဗျာ FDA ဝင်စစ်တင်တယ် FDA အနေနဲ့ဒီဖတိမာတယောက်တည်းပဲရွေးစစ်နေမယ်အစားကျန်တဲ့ဟာတွေလည်းဖြစ်နိုင်အကုန်လိုက်စစ်တင်တယ် FDA ကကိုယ့်လိုကိုတေချာလုပ်တင်တယ်နော်အဲ့လိုမှပဲဖြစ်မှာဘာလို့လမ်းဘေးမှာကျုံစလိုရောင်းနေတာကြီးရတယ်ကျွန်တော်အနေနဲ့များလာပါတယ်လူတွေကလည်းစားနေကြတာဖြစ်တဲ့အတွက်ဒါလည်းသတိကြီးထားစစ်ဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်ဒီဖတိမာတယောက်တည်းမှရင်မဟုတ်ဘူးဒီဖြစ်စဉ်မှာစပြီးတော့ကျန်တဲ့လူတွေပါသင်ခန်းစာယူနေတယ်တေချာလိုက်ပြီးတော့ကို FDA အစ်စ်ခံနိုင်တဲ့အစင်တမျိုးရအောင်
ဘာပဲပြောဆိုင်ဖို့အသီးသီးကပြင်ဆင်ထားကြဖို့လေတိုက်တွန်းချင်ပါတယ်ဘာပဲပြောလောလောဆယ်တော့ပတိမအချင်းပေါ့နေ့ရက်3လောက်တော့သူရောင်းလို့မရတော့ဘူးပေါ့ဗျာနော်သူလည်းသူခင်ဗျာလည်းစိတ်မကောင်းဖြစ်နေရှာမယ်နောက်တစ်ခုကသူတခြားနီးလန်းနဲ့ဘယ်လိုရောင်းလို့ရမလဲဆိုနီးလန်းတွေကိုအစိုးရနဲ့သက်ဆိုင်တာဝန်ရှိလူကြီးတွေနဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့တခုခုနီးလန်းနဲ့ပြန်ပြီးတော့လှုပ်လာလိမ့်မယ်မျှော်လင့်ပါတယ်အဲ့တော့နှစ်ဖက် win-win situation လမ်းကြောင်းကိုရွေးနိုင်ကြပါစေလို့ပဲလမ်းပြီးဆူတောင်းပေးပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဟိုထဲမှာအကြောင်းက3ခုကြံသေးတယ်